ဖြစ်မယ်ဖြစ်မယ်လာမယ်တွားမယ်လူလောကကြီးထဲမှာဘာမှမမြဲဘူးဒါပေမဲ့လူဖြစ်နေတော့မှာဘာတွေချမ်းထားခဲ့မလဲလူလောကဘာမှမမြဲဘူးဆိုတာသိလေရှစ်တယ်တဖွာဖွာနဲ့သူပြောသမျှကိုယုံခဲ့မိတယ်တနေ့ကျတော့သုံးသွားတာလေတီးရနဲ့မေးမရခဲ့မမြဲမှန်သိတဲ့ချစ်တစ်ခုကိုဘာကြောင့်များဆုပ်ကိုင်ထားမိတာလဲဒီနေ့ရဲ့မော်နေသူကမနဲ့ဖြစ်မှမြဲရဲ့ချနိုင်တယ်ဒီမေးပိုင်ဆိုင်ထားသမျှကဒီနေ့မှထားခဲ့ရမယ်စားဖို့အတွက်လုံးထားလားအလုံးဖို့အတွက်စားလားဘဝရဲ့တိတ်ပဲကိုလူတိုင်းမှခေမရှိဝင်အောင်လိုက်ရင်ချိန်တွေကိုအချိန်နောက်လိုက်ရင်ဘဝတွေကိုနောက်ဆုံးတော့လက်ပလာနဲ့ဒီလောကကြီးကိုထားခဲ့ရမယ်ဒါပေမဲ့လူဖြစ်နေတော့မှလူတယောက်ကိုလူတယောက်ကနှွေးထွေးစွာဆက်ဆံနိုင်ရင်ကိုတတ်နိုင်တဲ့လောက်ကောင်းမှုပြုရင်တစုံတယောက်အတွက်အားထားရဖြစ်ရင်ဘဝရဲ့တိတ်ပဲဟာတစုံတယောက်ရဲ့နှလုံးသားထဲမှာချမ်းရနေမှာပါနေစဉ်ဘဝမှာလုံးများစွာလူတိုင်းဟာဘာကြောင့်လုံးနေရလဲမနှက်ဖြန်အတွက်ဒီနေ့ပင်ပန်းဒီနေ့အတွက်မနှက်ဖြန်မျောနေကြတယောက်ကောင်လေးကိုလိုချင်နေတယောက်ကချစ်ကိုရှာနေတယ်တယောက်ကနာမည်ကောင်းလို့ခြင်းတယောက်ကအေး